ဒီလိုမျိုးတရား channel ပေါ့နော်ဒီမှာရှိနေတဲ့တရား channel ပုံစံမျိုး YouTube မှာပဲတီးတက် channel တစ်ခုထောင်ပြီးတော့ monetization အတွက် run မယ်ဆိုတဲ့ညီကိုမောင်နှမတွေအတွက် YouTube အတွက်ဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်ပြန်ပြီးတော့မျှဝေပေးသွားပါမယ်အရင် video file မှာတော့ကျွန်တော် TikTok အတွက်တင်ပြပေးမှုပါတယ်ဒါပေမဲ့ဒီတရား channel တွေဒီ YouTube ကိုပဲအဓိကလုပ်စေချင်ပါတယ်เนาะဘာကြောင့်လဲဆိုတော့ YouTube ကကျွန်တော်တို့အလွယ်တကူ monetization အောင်နဲ့ reuse content မိတာကလွယ်လို့ရှိရင် April တင်လိုက်တဲ့အခါမှာ monetization ရနိုင်တယ်နောက်တစ်ခုကကြတော့အခုနောက်ပိုင်းဆိုလို့ရှိရင်ဒီတရား channel တွေကိုဒီမှာဒါအခုကျွန်တော်ပြထားတာကောင်ဆိုတရား channel ပေါ့เนาะကျွန်တော် upload တင်ထားတာ98ရှိပါတယ်เนาะဒါတရား channel တွေဒါဆိုရင်ရက်ပိုင်းပဲရှိသေးတယ်သူက subscriber အပြည့်မြန်တယ်အခုရက်ပိုင်းကို900လောက်ရသွားပြီเนาะတချို့ဆိုရင်တစ်လတည်းနဲ့ monetization အောင်တာရှိတယ်အောင်ပြီးသွားလို့ရှိရင်monetization ရှောက်တဲ့အခါမှာ reuse content တွေမိတတ်ပါတယ် reuse content မိတယ်ဆိုရင်တော့ April တင်လိုက်လို့ရှိရင်ဒါလေးကကျွန်တော်ဒေါ်လာစားဖြစ်ပြီပေါ့ဗျာအဲ့တော့ဒါလေးကိုကျွန်တော်မျှဝေပေးသွားပါမယ်အဲ့တော့အိမ်ထဲမှာကျွန်တော်တို့တစ်ဖက်တစ်လမ်းနေဝင်ငွေရကျင်တဲ့အကိုတွေမတွေညီကိုမောင်နှမတွေရှိမယ်ဆိုလို့ရှိရင်ကုသိုလ်လေးရဝမ်းလဲဝါတဲ့ကောင်လေးကိုလုပ်ဖို့အတွက်ကျွန်တော်လည်းကုသိုလ်ရအောင်လို့ပညာဒါနပုံစံလေးကျွန်တော်ပြန်ပြီးတော့တင်ပြပေးလိုက်ပါမယ်โอเคအဲ့တော့ကျွန်တော်တို့ဒီမှာအရင်ဦးဆုံးဘယ်တဲကိုသွားမလဲဆိုတော့ကိုလှုပ်ချင်တဲ့တရားဗီဒီယိုဖိုင်တစ်ပုဒ်ကို YouTube ကနေ down လိုက်ပါเนาะ YouTube ကနေ down လိုက်ပါ down ပြီးသွားလို့ရှိရင်ကျွန်တော်တို့ edit လုပ်တဲ့နီလန်းလေးကို YouTube မှာအစင်သစ်တင်လို့ရမယ် video edit လုပ်တဲ့နီလန်းလေးကိုပြပေးမယ် okay အဲ့တော့ CapCut ထဲကိုဝင်မယ်ပြီးရင် new project ခေါ်မယ်ပြီးရင်ဒီထဲမှာကျွန်တော်တို့ဖျားပုံတော်ရှိပါလိမ့်မယ်အဲ့တော့ဖျားပုံတော်တစ်ခုကိုကျွန်တော်တို့ရွေးချယ်လိုက်မယ် okay အဲ့တော့ edit လုပ်ဖို့အတွက် CapCut ထဲကိုဝင်မယ်ပြီးသွားရင်ဒီမှာထိပ်ဆုံးမှာကျွန်တော်ခုနဝင်ထားတဲ့ကောင်လေးရှိပါတယ်เนาะအဲ့တော့ YouTube ဆိုရင်သူက aspect ratio တွေကိုသွားမယ်နောက်ဆုံးမှာ aspect ratio เนาะနောက်ဆုံးရဲ့အရှိမ aspect ratio ဆိုတာရှိတယ်အဲ့ဒီ aspect ratio ကိုနှိပ်မယ်ပြီးရင် YouTube ဆိုရင် 16:9 ကိုရွေးမယ် TikTok ဆိုလို့ရှိရင် 9:60 ကိုရွေးမယ် okay အဲ့တော့ YouTube ဆိုတော့ 16:9 ကိုရွေးမယ်ပြီးရင်အမှန်ချစ်ပြောင်းမယ်ဒါဆိုရင်ဒီပုံလေးက 16:9 ထဲမှာ fitting ကျနေเนาะ fitting ကျနေမှာပေါ့တကယ်လို့မကျဘူးဆိုရင်တော့သေးတာကြီးတာရှိနေမယ်ကျွန်တော်တို့ fitting ကျအောင်လုပ်ပေးရမှာဥပမာဒီလိုသေးနေပေါ့เนาะဒီလိုသေးနေဆိုရင်သူ့ကိုဆွဲဖြဲပြီးတော့ကြီးပေးရမှာပုံပြောမှဆိုရင် landscape ပေါ့နော်ပုံကို landscape ပုံစံပြောင်းပေးရမယ် okay ဒါကကျွန်တော်တို့ YouTube မှာvideo file တင်ဖို့အတွက်အရင်ဦးဆုံး video edit လုပ်တာပေါ့နော် edit လုပ်ပြီးသွားပြီဆိုရင်သူ့ကို10 minute ဝန်းကျင်ထားလိုက်ပါမယ်10 minute ဝန်းကျင်ပြည့်အောင်လို့ကျွန်တော်တို့ဆွဲလိုက်မယ်ပြီးရင်10 minute ဝန်းကျင်မယ်နော်အဲ့တော့ဒါလေးလောက်တိုင်းမှာ10 minute ဝန်းကျင်လောက်အနည်းဆုံးထားပါเนาะ10 minute ဆိုဒီထိတ်ဆုံးမှာ1 minute ပေါ့เนาะ10 minute 10 minute လောက်ရပြီဆိုလို့ရှိရင်သူ့ကိုကျွန်တော်တို့ edit လုပ်မယ်ဘာတွေ edit လုပ်ကြမှာလဲဆိုတော့ကိုတိုင်းဒါကိုစူးစမ်းပန်းစားနဲ့လုပ်ထားတယ်ဆိုတော့ monetization ရှောက်တဲ့အခါမှာပြလို့ရအောင်လို့သူ့ကိုကျွန်တော်တို့ effect လေးနည်းနည်းထည့်မယ်ဘာ effect လဲဆိုတော့ video effect เนาะဒါလေးကိုနှိပ်ကြည့်မယ်ဒါဆိုရင်ပုံမှာငွေမှင်လေးတွေကျနေရပါတော့ဒါဆိုရင်တော့ကျွန်တော်တို့အများဆုံးတွေ့နေကြညောင်ရွယ်လေးတွေကျနေရပါတော့ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်เนาะညောင်ရွယ်လေးတွေကျပြီညောင်ရွယ်လေးတွေကိုဒီမှာအောက်က atmosphere ဆိုတာကညောင်ရွက်ကိုထင်ထင်ရှားရှားမြင်ရတာ ਨੇ တိတ်ပြီးတော့ထင်ထင်ရှားရှားမမြင်ရတာဒါကွာပါတယ်เนาะဒါဆိုရင်ဒီမှာ adjust လုပ်လို့ရမယ်အပေါ်က speed ကကြတော့ညောင်ရွက်ကျတဲ့နှုံးပေါ့အဲ့ဒါကိုကြတော့မြန်ကျင်လို့ရတယ်နှေးကျင်လို့ရတယ်အဲ့တော့ပုံမှန်နေထားလောက်ပဲထားမယ်ညောင်ရွက်လေးတွေကိုနည်းနည်းလေးထင်ထင်ရှားရှားလေးပြလိုက်မယ်โอเคเนาะညောင်ရွက်လေးတွေကိုထင်ရှားလေးပြလိုက်မယ်โอเคပြီးရင်တော့အမှန်ချစ်လေးပေးလိုက်ပါမယ်ဒါဆိုရင်ဒီ effect လေးကဒီထဲမှာရောက်သွားပါပြီโอเคအဲ့ဒါလေးကို video file နဲ့တညီလေးဖြစ်အောင်လို့ဆွဲပြီးတော့ဖြန့်လိုက်မယ်ဒါမှသာ video file အစဆုံးသူကပါမှာပေါ့အဲ့တော့10 minute ပြည့်သွားပြီโอเคပြီးသွားရင်တော့သူ့ကိုကျွန်တော်တို့ဒီမှာ YouTube logo sticker ပါညာပြောင်းမယ်အဲ့တော့ဒီမှာ CapCut ထဲမှာ sticker ဆိုတာပါပါတယ် sticker နှိပ်လိုက်မယ်နှိပ်ပြီးသွားရင်ဒီမှာဖျားရှင်ရဲ့လက်တော်ပေါ်မှာဒီမှာကြာပန်းလေးလည်နေတဲ့ပုံလေးထားခြင်းဒီမှာကြာပန်းလေးကိုရွေးလိုက်ပေါ့နော်ကြာဘူးလေးကြာပွင့်လေးပေါ့ပြီးသွားရင်သူ့လက်နဲ့လိုက်အောင်လို့သေးလိုက်နော်သေးပြီးသွားရင်ဒီမှာဖျားရှင်ရဲ့လက်တော်ပေါ်မှာဒီလိုလေးတင်ထားလိုက်โอเคပြီးရင်ကျွန်တော်တို့ပြန်ပြီးတော့သူ့ကိုဒါလေးပြန်ပြီးတော့ play ကြည့်လိုက်မယ်နော်ပုံမှာတစ်ချက်ကြည့်ပါဒါဆိုရင်ဖျားရှင်ရဲ့လက်ပေါ်မှာကြာဘူးလေးလည်နေတဲ့ပုံစံโอเคဒါလေးကိုထည့်ကြည့်နေဆိုရင်10 minute နဲ့တညီတဲ့ adjust လုပ်လိုက်ပါ
နော်အဲကြောင့်လည်းဗီဒီယိုအစနေပြီးတော့အဆုံးထိပါအောင်လို့ပြီးရင်ရှေ့ကိုပြန်သွားမယ်စတစ်ကာကိုထပ်နှိပ်မယ်ဘာထည့်ခြင်းဒီလဲဒီထဲမှာကြည့်မယ်ရှာမယ်ပေါ့ဥပမာ YouTube subscribe เนาะဒီမှာ YouTube subscribe ဒါဆိုရင်like subscribe notification ပေါ့เนาะဒါလေးကိုကျွန်တော်ထည့်ခြင်းနေဆိုရင်ဒီဘက်တောင်လေးမှာထည့်မယ်သူ့ကို site ကိုချိန်မယ်ကိုလိုချင်တဲ့ site ကိုချိန်မယ်ပြီးရင်ဘက်တောင်လေးမှာထည့်မယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်10မိနစ်ချိန်လိုက်မယ်ဗီဒီယိုအစနေပြီးတော့အဆုံးထိပါအောင်လို့ချိန်ပေးရမယ်เนาะဘာကြောင့်လဲဆိုတော့ဗီဒီယိုအစနေအဆုံးထိပါအောင်လို့ဒါဆိုရင်ဗီဒီယိုအစနေပြီးတော့အဆုံးထိပါပြီOkay Okay ဒါဆိုရင်ဗီဒီယိုဖိုင်ကိုတစ်ခုလုပ်ပြီးတိုင်းမှာကျွန်တော်တို့အစအဆုံးစမှတ်နဲ့ဆုံးမှတ်ညီရမယ်เนาะဒါမှသာ10မိနစ်အတိသူကကျွန်တော်တို့ထည့်ထားတဲ့ဒီ sticker လေးတွေကပါလာမှာပေါ့ဒါဆိုရင်တော့ပြီးပြီဒီအထိပြီးပြီဒါဆိုရင် sticker တွေကိုထပ်ဝင်မယ်ကျွန်တော်တို့ဘာထည့်လို့ရသေးလဲဆိုတာကြည့်မယ်အဲ့တော့ကျွန်တော်ဥပမာအခု2026ခုနှစ်ဆိုရင်ထားပါတော့เนาะ2026ကိုကထည့်ခြင်းနေပေါ့ဒီမှာရိုက်ရှာလိုက်လို့ရတယ်เนาะစတစ်ကာထဲမှာပေါ့နော်ခုနစတစ်ကာထဲမှာကျွန်တော်တို့ရိုက်ရှာလိုက်လို့ရတယ်ခဏလေးမီးပြတ်သွားလို့အင်တာနက်လေးတစ်ချက်ဖွင့်လိုက်မယ်နော် Wi-Fi ကမရသေးလို့ Okay ဒါဆိုရင်2026ဒီထဲမှာကျွန်တော်တို့ထည့်ချင်တဲ့2026ပုံလေးကိုထည့်လို့ရတယ် Okay ဒါဆိုရင်တော့ YouTube sticker လေးထည့်ပြီးသွားပြီပေါ့နော်ထိပ်ဆုံးမှာ YouTube ဒီမှာsubscribe like subscribe notification ပေါ့နော် notification ဆိုတဲ့sticker လေးထည့်ပြီးသွားပြီဆိုရင်စမှတ်နဲ့ဆုံးမနဲ့တူအောင်လုပ်မယ်ပြီးရင်ကိုထည့်ခြင်းတဲ့ sticker လေးရှိအောင်မလားလို့ရှာမယ်နော်ဘာထည့်ခြင်းသေးလဲဆိုတာဒီထဲမှာကျွန်တော်တို့ရှာလို့ရပါတယ်ဒါမှမဟုတ်ဒီပေါ်မှာဒီမှာမှန်ဘလူးလေးရှိတယ်နော် search bar ကနေပြီးတော့ရိုက်ရှာလို့ရဥပမာ2026ပေါ့နော်2026ကိုထည့်ခြင်းနဲ့ဆိုရင်2026ဆိုပြီးတော့ရိုက်ရှာလိုက်လို့ရတယ်အဲ့တော့ကပ်လောက်တဲ့ချိန်မှာတော့ Wi-Fi ချိတ်ထားမှာပေါ့နော် internet ချိတ်ထားမှာပြီးရင်ဒီ2026လေးကိုကျွန်တော်တို့လိုချင်နေဆိုရင်2026လိုချင်တဲ့ဟာလေးကိုနှိပ်လိုက်ပါဒါဆိုရင်ပုံမှာပေါ်လာပါလိမ့်မယ်ခဏစောင့်ပါ Wi-Fi ကောင်းဖို့တော့လိုပါတယ်ခုနမီးပြတ်သွားတော့နည်းနည်းလေး Wi-Fi ကအခုမှပြန်ချိတ်တော့နည်းနည်းလေးချမ်းဖြစ်နေတယ်Okay ဒီမှာ2026လေးပေါ်လာပြီ2026လေးကိုစိုက်သေးမယ်ပြီးရင်ဒီဘက်ညာဘက်တောင်လေးကိုထားလိုက်ပါဒါကိုထားခြင်းတဲ့နေရာမှာထားလို့ရတယ်နော်2026ဒီအပေါ်တောင်လေးမှာထားလိုက်တယ်အဲ့တော့ပုံနဲ့လိုက်ဖက်ညီအောင်ထားပါတော့တကယ်လို့ကိုကဒါလေးအယောင်မကြိုက်ဘူးဒါလေးထားခြင်းနေဆိုရင်လည်းဒါလေးကိုနည်းနည်းလေးကျင်းပြီးတော့ဒီတောင်လေးမှာထားလိုက်ပေါ်မဲ့အယောင်ပေါ့နော်ပေါ်မဲ့အယောင်လေးကိုထားဒါဆိုရင်သူကရပါပြီအဲ့တော့ရပြီဆိုရင်ဒီမှာစမှတ်နဲ့စုံမှတ်တနည်းအားဖြင့်10မိနစ်ဝင်ကျင်ထားရတယ်ဆိုရင်10မိနစ်ညီအောင်လို့ထားမယ်ဒါမှဗီဒီယိုဖိုင်မှာအစအဆုံးပါပါလိမ့်မယ် Okay ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဘာထည့်အောင်မလဲဒီနေရာမှာsticker တွေကပဲရွေးချယ်တာเนาะအဲ့တော့ sticker တွေကိုရွေးမယ်ရွေးပြီးသွားရင်ဒီထဲမှာ sticker ထဲမှာဘာတွေရှိအောင်မလဲဆိုတာကိုကြည့်မယ်အဲ့တော့ကျွန်တော်တို့ဒီမှာအတန်သွားနေတဲ့ပုံစံအတန်ကစားတဲ့ပုံစံလေးထည့်ခြင်းနေဆိုရင်ထည့်လို့ရတယ်ပြီးဒီမှာအသေးလေးတွေ light လေးတွေတက်နေတာဒါကကြတော့ဘယ်နေရာမှာထည့်ရင်ကောင်းလဲဆိုတော့ဒီကောင်လေးဒီYouTube like subscribe ဒီနေရာလေးပေါ့နော်ဒီတောင်းလေးမှာထည့်ထားလို့ရတယ်အဲ့တော့ဒီတောင်းလေးကိုရွှေ့မယ်ပြီးရင်ကျွန်တော်နည်းနည်းလေးသေးလိုက်မယ်ပြီးရင်10မိနစ်အစဆုံးညှိလိုက်မယ်ဒါဆိုရင်ပြန်ကြည့်ကြည့်မယ်အဲ့မှာ YouTube like subscribe ဆိုတဲ့နေရာလေးမှာအသေးလေးတွေ note လေးတက်နေရပါပေါ့ Okay เนาะဒီပုံစံလေးအတစ်ထားတာပါအတစ်ပြီးသွားရင်တော့ဒီညာဘက်တောင်းလေးမှာကိုယ့်ရဲ့ logo ထည့်လို့ရတယ်เนาะlogo ဘယ်လိုထည့်မလဲ logo ထည့်ခြင်းတော့ထိတ်ဆုံးကိုသွားမယ်ဒီမှာ overlay ဆိုတာရှိတယ်เนาะ overlay တွေကိုသွားမယ် overlay တွေကနေပြီးတော့ add overlay တွေကိုသွားမယ်ပြီးရင်ဥပမာကိုယ့်ရဲ့ logo ရှိမှာပေါ့เนาะကိုယ့်ရဲ့ logo ကဘာရှိမလဲဥပမာဒီမှာဒါပေါ့เนาะဒီမှာဒါလေးဗုဒ္ဓတရားတော်များဘာညာပေါ့ဒီမှာဗုဒ္ဓဓမ္မ channel ဆိုပြီးတော့ဗုဒ္ဓတရားတော်များဆိုလို့ရှိတယ်ဒါလေးကိုနည်းနည်းလေး site လေးကျင်းလိုက်မယ်ကျင်းပြီးသွားလို့ရှိရင်ဒီဘက်တောင်ကိုထားလိုက်ဒါကကိုယ့်ရဲ့ logo ပဲဆိုပါစို့เนาะကို channel ရဲ့ logo ဆိုရင်ကို channel ရဲ့ logo လေးကိုတောင်းတာလေးမှာထည့်ထားလိုက်မယ် okay ဒါဆိုရင်ကျွန်တော်တို့10 minutes ဆိုတော့10 minutes ဝန်းကျင်ကျွန်တော်တို့သူ့ကို adjust လုပ်ပါမယ်ဒါဆိုရင်အကုန်လုံးပြီးသွားပြီ okay ရေးထိရပြီဆိုလို့ရှိရင်
10 minute ရပြီပေါ့နော်10 minute video file ရပြီပေါ့10 minute video file ရပြီဆိုရင်ဘာလုပ်မလဲဆိုတော့ဒီမှာ export ဆိုတာရှိတယ်เนาะ export ထုတ်လိုက်မယ်ပေါ့ဒါဆိုရင် video file လေးရပြီပေါ့အဲ့တော့ export ထုတ်လိုက်မယ်အမှန်တကယ်တော့ဒီထဲမှာကျွန်တော်တို့ကvideo file နဲ့ live ဖတ်အောင်လို့ဥပမာ video file က1နာရီဆိုလို့ရှိရင်1နာရီလောက်ရှေ့အောင်လုပ်အောင်ပါပေါ့နော်လောလောဆယ်မှာတော့ဒီမှာ10 minute ကိုပဲကျွန်တော်တို့လုပ်ထားတာ။ဘာကြောင့်လဲဆိုတော့ export ထုတ်ပြတာမြန်အောင်လို့ဒါဆိုရင်10 minute video file ရပြီ။10 minute video file ကအပြင်ကိုရောက်သွားမယ်ဆိုတော့ gallery ထဲကိုသွားမယ်။10 minute video file ရောက်တာကိုစောင့်မယ်။ပြီးရင်ဒီမှာ10 minute video file ကိုကျွန်တော်တစ်ချက်ကြည့်ကြည့်မယ်။ဒါဘာသမ်းမှမပါသေးဘူးเนาะ။ YouTube မှာတင်ဖို့အတွက်ကျွန်တော်တို့ edit လုပ်တဲ့အပိုင်းလေးပဲရှိသေးတယ်။ဒါဆိုရင်10 minute video file ရပြီ။ Okay 10 minute video file ရပြီဆိုတော့ CapCut ထဲကိုပြန်သွားမယ်။ new project ခေါ်မယ်။ခုနကျွန်တော်တို့လုပ်ထားတဲ့10 minute video file ကိုပြန်ထည့်မယ်။ဒါ10 minute video file ရောက်ပြီเนาะ10 minute 10 minute ရောက်ပြီဆိုတော့10 minute ရောက်ပြီเนาะ10 minute ရောက်ပြီဆိုတော့အဲ့10 minute ကိုကျွန်တော်တို့က copy ကူးရမှာပေါ့เนาะထားပါတော့10 minute အပိုင်းလေးပဲလုပ်ပြမယ်အဲ့တော့10 minute ရောက်ပြီဆိုတော့ audio ထည့်မယ်เนาะ audio ဆိုတာတရားတော်ပေါ့เนาะ audio ထည့်မယ်ဆိုတော့ကျွန်တော်တို့ကYouTube ကနေပြီးတော့ down လာတာဒီ audio ဆိုရင်တော့ sound နဲ့ကနေပဲသွားလို့ရတယ်ဒါမှမဟုတ်လို့ကိုက video file down လာတယ်ဆိုရင်တော့ extract တွေကနေသွားရမယ်အဲ့တော့ video file down လာတာဖြစ်တဲ့အတွက် extract တွေကိုသွားမယ်ပြီးရင်ခုနကျွန်တော်တို့ down လာတယ်မှာ82 minute ရှိတဲ့တရားတော် channel ပေါ့နော်တရားတော်တစ်ခုပေါ့အဲတရားတော်တစ်ခုကိုကျွန်တော်တို့ဒီမှာ extract လုပ်လိုက်ပြီဆိုရင်ဒီထဲကိုအတန် file အနေနဲ့ရောက်လာပြီအဲအတန် file ကိုကျွန်တော်တို့ကအနည်းငယ်ပြောင်းရမယ်အဲ့တော့အတန် file ကိုတစ်ချက်နှိပ်မယ် audio effect ကိုပြောင်းမယ်ပြီးရင်ဒီမှာပေါ်လာတဲ့ထဲကကိုကြိုက်တဲ့အတန်လေးတွေပြောင်းကြည့်မယ်ကျွန်တော်တစ်ချက်ပြောင်းပြမယ်ကြည့်ပါဒီမရဲ့အလောင်းလျာရဲ့ဘဝဆက်ကြောင်းတွေက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  Okay ကိုကဒီအတန်လေးကိုကြက်နေဆိုအမှန်ကြီးလေးချစ်လိုက်ပါဒါကရွေးချယ်တဲ့ပုံပြပေးတာပါเนาะဒီမရဲ့အလောင်းလျာရဲ့ဘဝဆက်ကြောင်းတွေက Okay ဒါကို voice changer လုပ်ပြီးသွားပြီเนาะအတန်လေးကိုအနည်းငယ်ပြောင်းလဲပြီးသွားပြီဒါလုပ်ရင်လည်းမပြီးသေးပါဘူးအတန် volume အတိုးချဲလုပ်လို့ရတယ်အဲ့တော့နည်းနည်းလေးကျယ်လိုက်မယ်ဒီမရဲ့ Okay အတန်နည်းနည်းလေးကျယ်ပြီးသွားပြီဆိုရင်ဒီမှာအတန် speed ဆိုတာရှိတယ်เนาะ speed ကိုအနှေးအမြန်နည်းနည်းလေးလုပ်ပေးရပါမယ်။ဘာကြောင့်လဲဆိုတော့ပြောင်းလဲသွားအောင်အဲ့တော့ तू က1နဲ့လာတာဆိုတော့ကျွန်တော်တို့က9လောက်ထားပေးလိုက်ပါ။ဒီမရဲ့အလောင်းလျာရဲ့ဘဝဆက်ကြောင်းတွေကဒါဆိုရင်အတန်နည်းနည်းလေးနှေးသွားပြီပေါ့နော်။မတိမတာလေးနှေးသွားပြီ။ Okay speed လည်းပြောင်းပြီးသွားပြီဆိုရင် reduce noise အဲ့တော့ noise မလိုလားအပ်တဲ့အတန်တွေပါလာမှာဆိုလို့ reduce noise ကိုဖွင့်ပေးလိုက်ပါ။ဒီမရဲ့အလောင်းလျာရဲ့ဘဝဆက်ကြောင်းတွေက Okay ဒါဆိုရင်အတန်ကိုကျွန်တော်တို့ပြင်ပြီးသွားပါပြီ။တက်ပုံကလည်းအပေါ်က video file ကလည်းကျွန်တော်တို့လုပ်ထားပြီးသွားပြီ။ဒါဆိုရင်အောက်က video file ကရှည်တဲ့လောက်ကိုအပေါ်က video file ကို duplicate လုပ်ရမှာပါเนาะဥပမာ duplicate ဆိုတာဒါပေါ့ကျွန်တော်ပြပေးမယ်အဲ့တော့နောက်ဆုံးကိုကျွန်တော်တစ်ချက်သွားလိုက်မယ် ending ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးတော့ delete နဲ့ဖြတ်ထားမယ်ပြီးရင်ရှေ့ရ video file 10 minute ကိုထောက်မယ်ထောက်ပြီးရင်ဒီအောက်ဆုံးမှာ duplicate ဆိုတာရှိတယ်ကျွန်တော်တို့ရှာမယ်ဒီမှာ duplicate เนาะ duplicate ဆိုတာရှိတယ်အဲ duplicate ကိုနှိပ်လိုက်ရင်ဒီ10 minute ကနောက်ထပ်10 minute copy ကူးသွားလိမ့်မယ်တနည်းအားဖြင့်တော့ copy ကူးတာပေါ့duplicate ကိုနှိပ်လိုက်ရင်ဒီမှာနောက်ထပ်10 minute ကူသွားပြီအဲ့ဒီအတိုင်းကိုကျွန်တော်တို့ minute အောက်က video အတန် file တရားတော်ရှည်သလောက်ဒါလေးကိုduplicate လုပ်ရမှာပါ Okay လောလောဆယ်မှာတော့ကျွန်တော်10 minute စာလေးပဲလုပ်ပြမယ်ဘာလို့လဲဆိုတော့ရှည်သွားမှာဆိုလို့เนาะအဲ့တော့10 minute ကျွန်တော်တို့ဒီမှာ10 minute စာ video file ရှိမယ်နော်10 minute စာ video file ရှိမယ်အဲ့ဒီ video file နဲ့လိုက်ဖတ်တဲ့အောက်ကအတန်ကိုဖြတ်မယ်ဆိုတော့အတန်ကိုထောက်မယ် split ကိုနှိပ်မယ် delete ကိုနှိပ်မယ်ဒါဆိုရင်10 minute စာရပြီ Okay 10 minute စာရပြီဆိုတော့ကျွန်တော်တို့ export ထုတ်လိုက်အောင်ပဲเนาะ export ထုတ်လိုက်မယ်ဒါဒီ10 minute စာပေါ့เนาะတကယ်လို့ကိုကတနားရီစာရှင်းလဲတနားရီစာစောင့်ရမှာပေါ့เนาะ export ထုတ်တာကြာမှာပေါ့လောလောဆယ်ကတော့ကျွန်တော်ကလောက်တဲ့နည်းလမ်းလေးကိုပြပေးတာဒါဆိုရင် YouTube channel မှာတင်ဖို့အတွက်60/9 ratio နဲ့တရားတော် channel လေးတင်ဖို့အတွက် ready ရပြီပေါ့เนาะတစ်ချက်ပြန်ဖွင့်ကြည့်မယ်ဒီမရဲ့အလောင်းလျာရဲ့ဘဝဆက်ကြောင်းတွေက
အောက်ရှာမြင်ငှက်များပြန်တယ်လို့နေလိုက်မြင်လိုက်အရမ်းမှအတက်အကျကြမ်းတာတွေ့ရတယ် Okay ဒါလေးကတော့ YouTube မှာကျွန်တော်တို့အလွယ်တကူပဲ upload တင်လိုက်ရင်ရပါပြီဒီကလို့မှတမ်ပီနီလုပ်ချင်တယ်ဆိုရင်တော့တမ်ပီနီလုပ်တဲ့အပိုင်းတက်တက်လေးတင်ပေးပါမယ်ဒါဆိုရင်တော့ YouTube မှာတင်ဖို့အတွက် video file ကိုအဆင်ပြေပြေနဲ့ edit လုပ်နိုင်မယ်လို့မျှော်လင့်ပါတယ်ဗျ Okay နောက်ထပ် video မှာပြန်လည်ဆုံတွေ့ကြပါမယ်